Okay ရှေ့ဗီဒီယိုမှာဒီ Wi-Fi line ပေါ်ဆက်ရဲ့အကြောင်းကိုကျွန်တော်ရှင်းပြပေးပြီးရဆိုတော့ဒီဗီဒီယိုမှာတော့ကျွန်တော်စတင်ခြင်းတဲ့နည်းလေးကိုကျွန်တော်ပြောပြပေးမယ်။ညဆုံးဒီမှာပလက်ခုံလေးကိုထိုးလိုက်ပါဗျာ။ပလက်ခုံထိုးလိုက်ရင်ဒီမှာ power မီးလင်းလာလိမ့်မယ်။နော်အစိမ်းအောင်လေး power မီးလင်းလာလိမ့်မယ်။ပြီးတော့ကျွန်တော်တို့ဖုန်းလေးကိုတွားလိုက်။ Wi-Fi ကိုဖွင့်လိုက်ပြီဆိုလို့ချင်းဒီ Wi-Fi ရဲ့နာမည်ကဒီဖုန်းထဲမှာပေါ်နေလိမ့်မယ်။ဒီ Wi-Fi 1.2.8ကိုဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်။အဲ့ဒါလေး connect လုပ်လိုက်ပါတော့။ connect ဖြစ်သွားပြီဆိုလို့ချင်းတော့ဒီ setting ချိန်မဲ့စာမျက်နှာကိုတော့တန်းခေါ်ရတယ်ပေါ့နော်တန်းခေါ်ရတယ်အဲဆိုတော့ဒီ next ကနှစ်ခုရှိတယ်ပေါ်နာအောက်ဟာလေးကိုတစ်ချက်ရင်နှိပ်မယ်နှိပ်ပြီးသွားရင်ဒီမှာ SSID နဲ့မှာကျွန်တော်တို့လိုချင်တဲ့ Wi-Fi name ကိုကျွန်တော်ချိန်လို့ရတယ်အောက်မှာ Wi-Fi passport ကျွန်တော်ထားချင်တဲ့ဒီ repeater ရဲ့ password ကိုပြောတာပါအဲကျွန်တော်ထားချင်တဲ့အားလေးကိုကျွန်တော်ထားလိုက်မယ်ပြီးတော့ next ကိုပဲနှိပ်ပါပြီးတော့ finish ကိုနှိပ်လိုက်မယ်Okay အဲ့ဒါလေးနှိပ်လိုက်ပြီဆိုတော့ချင်း Wi-Fi မှာအဲ့ဒါလေးကိုပြန် join လိုက်ပါနော် join ပြန်ဆွမ်းတာကျွန်တော်တို့ထားရတဲ့ passport လေးကိုရိုက်ထည့်လိုက်ပါအဖြစ်ပြီးသွားပြီဆိုလို့ချင်းတန်းတုံးလို့မရသေးဘူးဒီနားလေးမီးကိုကြည့်မိတ်တုံပြင်းနေအဲ့ဒါလေးတောက်လျှောက်လင်းနေမှာပဲဒါတုံးနေမှာဒါမို့ကျွန်တော်တို့ဒီဖုန်းလေးက browser လေးကိုတစ်ချက်ရင်ဝင်လိုက်မယ်ဒီ browser ရဲ့အပေါ်မှာ 192.16.11.1 ဆိုတော့လေးကိုတစ်ချက်ရိုက်ထည့်လိုက်မယ်ပြီးရင် enter ခောက်ချလိုက်ဆိုတော့ဆန္ဒစာမျက်နှာလေးကိုပြန်ရောက်ပါတယ်ဆိုတော့ကျွန်တော် next ကအောက်ကဟောင်းနှိပ်ထားတယ်တခုကအပေါ်ထပ်နေရမှာပါနှိပ်ပြီးရင်ဒီမှာသူကအိမ်က Wi-Fi ကိုဒါ scan လုပ်နေတယ်အဲ့လိုမတွေ့ဘူးဆိုရင် refresh ထပ်နေပါဒါတခါတည်းကြာလို့ရှိရင်ကိုယ့်အိမ်က Wi-Fi နဲ့အလံဝေးနေတဲ့အတွက်ဒီလိုရှာမတွေ့ရမျိုးဖြစ်နိုင်တယ် Okay ဒီမှာဆိုလို့ရှိရင်ဒါ Wi-Fi နဲ့ကြာလာပြီကိုယ့်အိမ်က Wi-Fi ကိုတစ်ချက် select လုပ်လိုက်ပါလုပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ password တောင်းတယ်ဒီ password ကကိုယ့်အိမ်ရဲ့ Wi-Fi ရဲ့ password ကိုပြောတာပါဆောနာကဒီ repeater ရဲ့ password ကိုပြောတာမဟုတ်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်အိမ်ရဲ့ password ကိုရိုက်ထည့်လိုက်မယ်ပြီးတော့ကျွန်တော် next ကိုနှိပ်လိုက်မယ်ပြီးတော့ finish နှိပ်လိုက်ပါအဲဒီ repeater မှာဒီအပေါ်အမီလီယာဒီလိုအများနဲ့လင်းနေပြီဆိုလို့ရှိရင်ဒါ Wi-Fi တုံးလို့ရပါပြီ